အားလုံးမင်္ဂလာပါဗျာကျွန်တော်နာမည်ကတော့တင်မျိုးဝင်ပါကျွန်တော်အခုဒီဗီဒီယိုလေးလုပ်ဖြစ်တဲ့ရည်ရွယ်ချက်ကတော့ကျွန်တော်ရဲ့ community ဖြစ်တဲ့ Python for Hacker ဆိုတဲ့ community လေးကို introduction လေးပေးခြင်းလို့ပါဒီ programming language ကို Python ဆိုတဲ့ programming language ကိုလေ့လာခြင်းတဲ့လူတွေအတွက်ပေါ့နော်ကျွန်တော်တို့ community platform ကနေပြီးတော့မိသူမဆိုလာရောက်ပြီးတော့ community member အနေနဲ့ freely ဝင်ရောက်လို့ရတယ်အဲ့ programming မှာဝင်ရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘက်ကနေပြီးတော့ project တွေချပေးထားတယ်အဲ့ project တွေကိုလုပ်ကြည့်လို့ရတယ်ပေါ့နော်ပါဝင်လုပ်ကြည့်လို့ရပါတယ်အဓိကရည်ရွယ်ချက်ကတော့ကျွန်တော်တို့ community ရဲ့ရည်ရွယ်ချက်ကိုအရင်ပြောချင်တာကတော့ဘာလဲဆိုတော့ကျွန်တော်တို့ programming ကိုလေ့လာမယ်ဆိုလို့ရှိရင်အဓိကလေ့လာတဲ့လေ့လာပုံလေ့လာနည်းနှစ်မျိုးရှိတယ်တစ်မျိုးကကြတော့ Python for learning learn to code ပဲ code to learn ရဆိုပြီးတော့နှစ်မျိုးရှိကြတယ် learn to code ကကြတော့ကျွန်တော်တို့ကလေ့လာမယ်လေ့လာပြီးသွားလို့ရှိရင် project တွေရေးမယ်ပေါ့နော်အဲ့ဒါ learn to code နည်းဖြစ်တယ်နောက်တစ်ခုက code to learn ဆိုတဲ့သဘောကကြတော့ဘာလဲဆိုတော့ကျွန်တော်တို့ programming ကို coding ရေးနဲ့လေ့လာသွားတဲ့ဟာမျိုးပေါ့နော် knowledge ကိုပို့ပြီးတော့ improve လုပ်မယ် code ရေးကြည့်မယ်မရဘူးရှာမယ်ပြန်လေ့လာမယ်ပြန်ပြီးတော့လာပြီးတော့ပြန်ရေးမယ်ပေါ့နော် learn to code နည်းနဲ့လေ့လာတဲ့ဟာကိုဖြစ်ပါတယ်ကျွန်တော်တို့ကကြတော့ကျွန်တော်တို့ platform အနေနဲ့ code to learn ကိုကျွန်တော်တို့ကဦးစားပေးတယ်ဘာဖြစ်လို့လဲဒါတကယ်ကိုတက်စီတဲ့နည်းလမ်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်အခုချိန်မှာ programming language ပဲဖြစ်ဖြစ် technology နဲ့ပတ်သက်တဲ့ဟာတွေပဲဖြစ်ဖြစ်ဟင်းချက်နည်းအစအကုန်လုံးပေါ့နော် YouTube တွေမှာ TikTok တွေမှာအများကြီးပဲပြန့်နေကြတယ်ပေါ့ဗျာဘယ်လိုမဆိုလေ့လာလို့ရတယ်ဒါပေမဲ့အဲ့ဟာကိုလေ့လာပြီးသွားပြီဆိုတဲ့အချိန်ကျရင် next ပါလို့မှာလဲOkay ကိုက Udemy မှာတက်လိုက်တယ် Coursera မှာတက်လိုက်တယ် free ရလို့ပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော် purchasing လုပ်ပြီးတက်တာပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ်ကိုကအဲ့လမ်းကြောင်းတစ်ခုကိုတက်လိုက်တယ်လေးလာလိုက်တယ် certificate တစ်ခုထွက်လာတယ် Okay အလုပ်လျှောက်တော့မယ်ဒါမှမဟုတ်အဲ့ဒါကို real world project တွေကိုရဖို့အတွက် freelancing base နဲ့ပဲဖြစ်ဖြစ်ပေါ့နော် project တွေရဖို့အတွက် client တွေနဲ့ discussion လုပ်တော့မယ်အချိန်ကျရင်ဘယ်လိုတွေလုပ်မှာလဲဒီ certificate တစ်ခုတည်းပြပြီးရင် project ရနိုင်လားစဉ်းစားကြရပါတော့အလုပ်ရှောက်မယ်ဆိုရင် certificate တစ်ခုတည်းကလုံလောက်သလားတကယ် reality ကိုကြည့်မယ်ဆိုလို့ရှိရင် certificate တွေရထားတဲ့လူတွေအများကြီးရှိတယ်ဒါပေမဲ့တကယ်ဟို certificate ကအလုပ်ရဖို့အတွက်ကိုမလုံလောက် certificate ဆိုတဲ့သဘောကတတ်တယ်ဆိုတာကိုပြတယ်လို့ပြောကြပေးမယ်လေ certificate တစ်ခုတည်းနဲ့အလုပ်ရဖို့အတွက် employer ဘက်ကနေပဲဖြစ်ဖြစ် client တွေဘက်ကပြောသူကဒီ certificate ရှိတယ်ငါသူ့ကိုခန့်ရမယ်ငါသူ့ကို project ပေးရမယ်ဆိုတဲ့ဟာမျိုးကတော်တော်လေး chance နည်းတယ်ပေါ့နော်အဓိကကတော့ကိုကအလုပ်လျှောက်တာပဲဖြစ်ဖြစ်ဒီ freelance project တွေလိုက်တာပဲဖြစ်ဖြစ်အဓိကလိုအပ်ချက်ကပါလဲဆိုတော့ကျွန်တော်တို့ရှိမှာခိုင်ခိုင်လုံလုံပြနိုင်တဲ့ project တွေရှိရမယ်ဒီမှာဒီ project ငါရေးထားတယ်ဒီ project ငါရေးထားတယ်ဒီ project ငါရေးထားအဲ့ဒါမှဒီ certificate တွေအပြင်ကိုဒီ project တွေရေးထားတာကိုကြည့်ပြီးတော့မှဒါလူတွေကဒီလူကတကယ်တတ်ပါလားတကယ်ရေးတတ်ပါလားဆိုတော့ experience ကိုရှိတယ်ဆိုတဲ့အကြောင်းကိုသူတို့သိကြမှာပေါ့နော်အဲ့တော့ဒီ gap လေးတစ်ခုပေါ့ရှိနေတယ်အဲ့ဒီ gap လေးကိုဒီကျွန်တော်တို့ရဲ့ platform ဖြစ်တဲ့ဒီ Python for Hacker ဆိုတဲ့ community ကနေပြီးတော့ဖြည့်ဆည်းပေးပါဖြစ်ပါတယ်ဒီ community ကို member အနေနဲ့ဘယ်သူမှမဆို freely ဝင်လို့ရတယ် community ကိုဝင်လာပြီဆိုတာနဲ့အဒီမှာ project တွေရှိတယ်တချို့ PDF တွေကျွန်တော်လေးလာဖို့အတွက် general knowledge အနေနဲ့ထည့်ပေးထားတာရှိတယ် free ဖတ်လို့ရတယ်နောက် project တွေကိုယူလုပ်လို့ရတယ်မှာ project တွေမှာ beginner level ကနေပြီးတော့ advanced high level အထိကျွန်တော်တို့ချပေးထားတယ် field အစုံအတွက်ကိုချပေးထားတယ်ပေါ့နော် data analysis လုပ်ချင်တဲ့လူတွေ data visualizing လုပ်ချင်တဲ့လူ programming ဒီ web scraping လုပ်ချင်တဲ့လူတွေဒါမှမဟုတ်လည်းကိုယ့်ကိုဟို platform application တစ်ခုပေါ့နော်program application တစ်ခုအနေနဲ့ရေးချင်တဲ့လူတွေပဲဖြစ်ဖြစ်ဒါမှမဟုတ် security ဘိုင်းအောင်လာပြီးတော့ tools တွေ software တွေရေးချင်တဲ့လူတွေအတွက်ပဲဖြစ်ဖြစ်ပေါ့နော်အဲ့မှာသူအပိုင်းလိုက်သူ project တွေကျွန်တော်တို့ချပေးထားတယ်နောက်ဒီ project fees ကလည်းအများကြီးမရှိဘူးဒါကျွန်တော်တို့အပြင်မှာလေးလာတယ်လို့ပဲပေါ့နော်ဒေါ်လာ50ပါပဲ project တစ်ခုကိုဘယ်လိုမဆိုအဲ့$50နဲ့ project ကိုဝယ်ပြီးသွားလို့ရှိရင် project တွေရေးပြီးသွားလို့ရှိရင် project ကိုကျွန်တော်တို့ရှိ community ကို member forum တွေကနေပြီးတော့လှမ်းပြီးကျွန်တော်တို့လှမ်းပို့ပေးလို့ရှိရင်ကျွန်တော်တို့က verify လုပ်ပေးမယ် verify လုပ်ပြီးသွားလို့ရှိရင်ရေးထားတာအကုန်လုံး okay တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘက်ကနေပြီးတော့ user ဘယ်သူကနေပြီးတော့ပေါ့နော် team member ဘယ်သူကနေပြီးတော့ project တွေကိုရေးထားပါတယ်ဆိုတော့ဆိုရရေးထားကြောင်းကိုထောက်ခံတဲ့အနေနဲ့ certificate တစ်ခုထုတ်ပေးမယ်။နောက် user တွေဘက်ကနေပြီးတော့လည်းဒီ project တွေကိုရေးပြီးသွားပြီးအားလုံး okay ပြီဆိုတဲ့အချိန်ကျရင်ကိုယ့်ရဲ့ GitHub မှာပဲဖြစ်ဖြစ်အဲ့လိုမျိုး link တွေမှာ Stack Overflow တွေ GitHub မှာတော့အများဆုံးသုံးကြတယ်ပေါ့နော် GitHub ကိုအဲ့ဒီ project တွေကိုလှမ်းတင်လို့ရတယ်။တင်ပြီးသွားပြီဆိုတာနဲ့အဲ့ project တွေကို CV ထဲမှာ LinkedIn profile မှာ attach လုပ်လို့ရတယ်လုပ်ပြီးအလုပ်လျှောက်တဲ့နေရာမှာဆိုရင် Python programming ကိုသိရုံနဲ့မဟုတ် Python နဲ့ပတ်သက်ပြီးတော့ဒီ program language တွေကိုကျွန်တော်တို့က project တွေရေးထားပါတယ်ဆိုတဲ့အကြောင်းကို proof အနေနဲ့ပြလို့ရတယ်ပေါ့
Python ကိုလည်းအဓိကကျွန်တော်ကလောက်ရတဲ့ UI ချက်ကတော့ Python language ကိုခင်ဗျာ basic ကိုကောင်းကောင်းရေးတတ်ပြီဆိုလို့ရှိရင်သူကဘတ်စုံတုံသွားလို့ရတယ်ဟို machine learning ထိပေါ့နော် AI နေ robotic ကနေစပြီးတော့ဟို machine learning တွေရောဘာတွေရောအကုန်လုံးထိသူ့ကိုအကုန်ဘတ်စုံမှာသုံးလို့ရတဲ့ language တစ်ခုဖြစ်တယ်နောက်သူကရေးရတာလည်းလွယ်တယ်လေးလာရတယ်လွယ်တယ်အချိန်အတိုင်းတာအတူအတွဲမှာ project ကောင်းကောင်း program ကောင်းကောင်းရေးနိုင်တဲ့လူတစ်ယောက်အနေနဲ့ရပ်တည်ဖို့အတွက်ဆိုရင် Python ကအရန်ကိုလွယ်ကူပြီးအရေးပါတဲ့ language တစ်ခုဖြစ်တယ်အခု AI ခေတ်ကြီးမှာဆိုလဲ AI platform တွေရေးတာပဲဖြစ်ဖြစ်ကျွန်တော်တို့ robotic base တွေနဲ့ပတ်သက်ပြီးတော့ရေးတာတွေပဲဖြစ်ဖြစ် Python ကိုပတ်စုံမှာသုံးကြတယ် Python မသုံးတဲ့ဟို Python သုံးလို့မရဘူးဆိုတဲ့ဟာလောလောဆယ်မှာမရှိသေးဘူးပေါ့နော်သူကပတ်စုံအတွက်ကိုသူက ready ဖြစ်ပြီးသားဖြစ်တယ် plugin တွေရှိတယ် library တွေရှိတယ်ယူသုံးလို့ရတယ်ပေါ့ဗျာဆိုတော့အဲဒီ programming ကိုလေ့လာမယ်ပြီးသွားလို့ရှိရင်တေချာစနစ်ကြ project တွေရေးနည်းတွေသိချင်တယ် project တွေကိုဘယ်လိုရေးရမလဲဆိုတဲ့ဟာတွေနဲ့ပတ်သက်ပြီးတော့လေ့လာချင်တယ်ဆိုရင်ကျွန်တော်တို့ community ကိုကျွန်တော်ဖိတ်ခေါ်ပါတယ်အခုမှစလေ့လာလို့သူပဲဖြစ်ဖြစ် experience Python programming ကိုလေ့လာပြီးသွားပြီဒါမဲ့အလုပ်လျှောက်ဖို့အတွက်ကို project တွေဖြားဖို့အတွက်သိမရှိသေးဘူးအဆင်မပြေသေးတဲ့လူတွေမျိုးဆိုရင်လည်းကျွန်တော်တို့က welcome လုပ်တယ်ဘယ်လိုမှဆိုပေါ့နော်အားလုံးလာပြီးတော့လေ့လာလို့ရပါတယ်ကျွန်တော်တို့platform ကိုကျွန်တော်ဒီကနေပြီးတော့အားလုံးကို welcome လို့ဖိတ်ခေါ်ပါတယ်နောက်ကျွန်တော် project ဒီ platform link လေးကိုလည်းကျွန်တော်ရဲ့ description pro video ရဲ့ description မှာတော့မဟုတ် comment ထဲမှာကျွန်တော်link လေးချပေးထားပေးပါမယ်အဲဒီ link ကနေပြီးတော့ဝင်လာပါလေးလာပါအကယ်၍ member ဖြစ်သွားပြီဆိုရင်ကျွန်တော်နဲ့ဒါရိုက်စကားပြောလို့ရတယ်ကိုလုပ်ချင်တဲ့ဟာဒီတည်ချင်တဲ့ဟာတွေကို discussion လုပ်လို့ရတယ် openly freely discuss လုပ်လို့ရတယ်နောက် community ဖြစ်တဲ့အတွက်ကြောင့်မလို့ community member အချင်းချင်းနဲ့စကားပြောဖို့အတွက် platform တွေရှိတယ်အဲ့ platform တွေထဲမှာ free ပဲဝင်ပြီးတော့အဲ့ community member အချင်းချင်းစကားပြောလို့ရတယ်community ရဲ့ international community ဖြစ်တဲ့အတွက်ကြောင့်မလို့ community ထဲမှာနိုင်ငံပေါင်းစုံကလူတွေရှိတယ်အဲ့တော့ကိုယ့်ကို openly ဘယ်သူနဲ့မှဆို discuss လုပ်လို့ရတယ် project discussion ပဲဖြစ်ဖြစ် freelancer လုပ်နေတဲ့အတွက်ဒီ project ကိုလုပ်ချင်တဲ့လူcollab ပေါ်လုပ်ချင်တဲ့လူတွေပဲဖြစ်ဖြစ် security hacking ဘိုင်းကိုတွားချင်တဲ့လူတွေပဲဖြစ်ဖြစ်ကိုယ့်ကို collab လုပ်ပြီးတော့2ယောက်ပေါင်း3ယောက်ပေါင်းလေးလာလို့ရတယ်ဒါမှမဟုတ်ရင်ပေါင်းဒီ project တွေမှာဝင်ပါလို့ရတယ်ပေါ့ဗျာဆိုတော့ဒါ community ရဲ့အားသာချက်တွေပေါ့အဲ့တော့ကျွန်တော်ဒီ introduction video လေးကိုဒီနားမှာရရင်းနဲ့ community ကိုဝင်လာဖို့အတွက် community member တွေအနေနဲ့ဝင်လာဖို့အတွက်ကိုကျွန်တော်အားလုံးဖိတ်ခေါ်ပါတယ်ဗျာ